အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ငါးကြီးတစ်ကောင်ရဲ့ဘိုက်ထဲမှာ3ရက်လုံးလုံးမျိုးချခံရတာတော့မသေးပဲအသက်ရှင်ခဲ့တဲ့လူတစ်ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဘုရားသခင်ကနိနဝေမြို့မှာဒုစရိုက်တွေရမ်းများပြီးစိုးတန်းကြလို့အမိတဲရဲ့သားယောနာကိုနိနဝေမြို့စီတွားခိုင်းပြီးအဲ့ဒီမြို့သားတွေကိုချင်းချောက်သောစကားနဲ့ကြွေးကြော်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ယောနာကဘုရားသခင်တွားခိုင်းတဲ့နိနဝေမြို့ကိုမတွားချင်လို့ရုပ်ပွင့်မြို့ကိုထွက်သွားပြီးဟိုရောက်တော့တာရှုမြို့ကိုတွားမဲ့တင်ဘောကိုတွေ့လို့တင်ဘောခပေးပြီးတော့တက်သွားပါတယ်။ပင်လယ်ထဲကိုရောက်တော့ဘုရားသခင်ကလေပြင်းမုန်တိုင်းနဲ့တိုက်ခတ်စေပါတယ်။တင်ဘောလည်းပြက်လူသောလက္ခဏာရှိတဲ့အခါတင်ဘောသားတွေကြောက်ကြောက်နဲ့သူတို့ရဲ့ဖျားအသီးသီးတွေစီဆူတောင်းကြပါတယ်။တင်ပေါ်ပေါ့အောင်ဆိုပြီးတော့သူတို့ရဲ့အထုပ်တွေကိုလည်းပင်နယ်ထဲပစ်ချကြပါတယ်။ယောနာကတော့တင်ပေါ်ရဲ့ဝမ်းထဲမှာအိပ်ပျော်နေပါတယ်။ဒါနဲ့တင်ပေါ်တကြီးကယောနာကိုဒါနိုးပြီးမင်းနဲ့မင်းဖျားကိုဆူတောင်းလေငါတို့ကိုကဲရင်ကဲမှာပေါ့လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်တစ်ခါတင်ပေါ်သားတွေဟာဘသူရဲ့အပြစ်ကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသိရအောင်လို့ငါတို့တွေမဲနိုင်ကြမယ်ဆိုပြီးမဲနိုင်ကြပါတယ်။မဲနိုင်တော့ယောနာကမဲပေါက်သွားပါတယ်။ဒါနဲ့တင်ပေါ်သားတွေကမင်းကဘသူလဲဘာလူမျိုးလဲဆိုပြီးတော့မေးကြပါတယ်ယောနာကလည်းသူကဟေဘဲလူမျိုးဖြစ်ကြောင်းနဲ့ရေမြေကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်ကြောင်းပြောပြပြီးဘုရားသခင်စီကနေထွက်ပြေးလာကြောင်းပြောပြပါတယ်ဒီလိုနဲ့ယောနာကကျွန်တော်အဖြစ်ပါဘုရားသခင်ခိုင်းတာမလုပ်ပဲထွက်ပြေးလာလို့ဒီလိုဖြစ်ရတာပါကျွန်တော်ကိုပင်နယ်ထဲပစ်ချလိုက်ရင်မုန်တိုင်းဆဲသွားလိမ့်မယ်လို့ပြောပါတယ်တင်မောသားတွေဟာယောနာကိုမပစ်ထခြင်းပေမဲ့ယောနာကပစ်ချခိုင်းပါတယ်သူကိုပစ်ချလိုက်တာနဲ့မုန်တိုင်းလေးရက်သွားပါတော့တယ်။ယောနာလည်းပင်လယ်ကျမ်းမြင့်စီတဖြည်းဖြည်းနစ်သွားချိန်မှာဘုရားသခင်ကငါးအကြီးကြီးတကောင်ကိုလွတ်လိုက်ပါတယ်။နောက်ပြီးငါးကြီးကယောနာကိုမျိုးချလိုက်ပါတယ်။ငါးကြီးရဲ့ဘိုက်ထဲကနေကိုရောစကားအမြဲနားထောင်ပါမယ်လို့ယောနာကဂတိပေးပြီးဆုတောင်းလိုက်ပါတယ်။ဒါနဲ့ဘုရားသခင်ကယောနာကိုငါးကြီးဘိုက်ထဲမှာ3ရက်ထားပြီးကုန်းပေါ်ကိုပြန်အန်ထုတ်စေပါတယ်။ဘုရားသခင်ကယောနာကိုကယ်ပေးလိုက်လို့နိဒဝေမြို့ကိုသွားဖို့မလိုတော့ဘူးလားဆိုတော့မဟုတ်ပါဘူး။အဲ့ဒီကိုတွားဖို့ယောနာကိုဘုရားသခင်ကထပ်ပြောပြန်ပါတယ်ဒီတခါတော့ယောနာနားထောင်ခဲ့ပါတယ်အရန်ကျယ်လွန်းလို့3ရက်ခီးကျယ်ဝန်းတဲ့မြို့ကြီးကိုယောနာကနိနဝေမြို့သားတွေပေါ်စေတနာမရှိတဲ့အတွက်တရက်ထဲနဲ့အမြန်ပတ်ပြီးနောက်ရက်40ကြာရင်နိနဝေမြို့ပျက်စီးလိမ့်မယ်လို့ကြွေးကြော်ခဲ့ပါတယ်အန်အောစရာကစိုးသွမ်းတဲ့နိနဝေမြို့သားတွေဟာနောင်တရပြီးပြောင်းလဲကြကုန်ပါတယ်နိနဝေဘုရင်ကပြည်သားတွေကိုဘုရားသခင်စီဆူတောင်းကြငါတို့နောင်တရရင်မဖြတ်စည်းပဲနေလင်မလားမသိနိုင်ဘူးလို့ပြောပါတယ်လူတွေကနောင်တရပြောင်းလဲတာကိုဖျားခင်မြင်တော့နိဒဝေမြို့ကိုမဖျက်ဆီးတော့ပါဘူးမြို့ကိုမဖျက်ဆီးတော့ယောနာစိတ်ဆိုးသွားပါတယ်ဘုရားသခင်ကယောနာကိုစစ်ရှိပြီးတနာကျင်နာမှုပြခဲ့ပြီးမြဲယောနာကတော့နိဒဝေမြို့သားတွေပေါ်မကျင်နာပါဘူးမြို့ပြင်ကိုတွားပြီးတော့တဲအမိုးလေးလုပ်ပြီးအရေးအောက်မှာထိုင်နေပါတယ်ဘုရားသခင်ကကျက်စုပင်ကိုပြင်ဆင်ပေးပါတယ်ကျက်စုပင်ကတပြေးပြေးကြီးလာပြီးယောနာရဲ့ခေါင်းပေါ်ထိရောက်လာတော့ယောနာလည်းအယမ်းပျော်နေခဲ့ပါတယ်ဒါပေမဲ့နောက်နေ့မနက်မှာတော့ဘုရားသခင်ကကျက်စုပင်ညှိုးနှမ်းသွားအောင်ပိုးကောင်တွေကိုဖျက်ဆီးခိုင်းလိုက်ပါတယ်ဒါနဲ့ကျက်စုပင်တည်သွားတော့နေထွက်လာတဲ့အခါအယမ်းပူလို့ယောနာစိတ်ဆိုးပြန်ပါတယ်ဒါနဲ့ဘုရားသခင်ကယောနာကိုမင်းကကိုယ်တိုင်မဆိုင်တဲ့ဒီကျက်စုပင်နဲ့ညှိုးနှမ်းသွားတာတော့ဒီလောက်နှမျောနေတာငါကလက်ရလက်ဝဲတော့မပိုင်းခြားနိုင်တဲ့ဒီများစွာသောနိလူမျိုးသားတွေကိုပို့ပြီးမနှမျောတင်မှုလားလို့ပြောလိုက်ပါတယ်ဒါကဘုရားသခင်ရဲ့ယူရလူမျိုးတွေတာမကတပါးမျိုးသားတွေအားလုံးကိုလည်းချစ်ခင်မြတ်နိုးတဲ့အကြောင်းကိုပို့ပြီးပေါ်လွင်စေတာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ